မော်ရယ်ခွန်နေကြီးချိုရဲ့ဝတ်စုံဒီဇိုင်းကတော့ဒီဇိုင်နာငိမ့်ငိမ့်ဤရဲ့ဒီဇိုင်းဖြစ်ပါတယ်ရှင်မော်ရယ်အီထက်ရွှေရည်ရဲ့ဝတ်စုံကတော့ဒီဇိုင်နာဝိရှီရဲ့လက်ရာဖြစ်ပါတယ်ရှင်မော်ရယ်ပြေဝရီမှာဝေဆင်လာတဲ့ဝေစုံကိုတော့ဒီဇိုင်နာ ET ကဖန်တီးပေးထားဖြစ်ပါတယ်ရှင်မော်ရယ်ဇွန်နစင်တဲ့ရဲ့ဝတ်စုံကတော့ဒီဇိုင်နာနန်းနွယ်ကဖန်တီးပေးထားဖြစ်ပါတယ်ရှင်မော်ရယ်ယူဇနာဂျွန်ဝေးဆင်လာတဲ့ဝေစုံကိုတော့ဒီဇိုင်နာနူးနူး
မှတ်များဆုံးရရှိတဲ့ပြိုင်ပွဲဝင်ဒီဇိုင်နာကတော့ဒီဇိုင်နာငိမ့်ငိမ့်ဤဖြစ်ပါတယ်ရှင်